ဒီနေ့အဆောင်မနေနဲ့တနက်ခါလေးလေးနာလာတာအော်လေကျောင်းလာရှောက်မဲ့ညီမလေးမောင်လေးတို့ပြောချင်တာလေအနည်းဆုံးပေါ့နော် HSK 5အနည်းဆုံး HSK 5ရအောင်တော့လုပ်ထားကြပေါ့နော်ဒီမှာလေဟန်ရွေရှုဖင်ကအရန်ကိုအရေးကြီးရပေါ့နော်ပြီးတဲ့ခါကျလို့ရှင်တခြားအရာတွေလေ့လာလို့ရတယ်ဆိုလို့ရှင်လည်းလေ့လာထားကွန်ပျူတာ Excel ကိုင်တာတို့ပြီးလို့ရှင်သင်ချာတို့ပေါ့နော်အဲ့ဒါတွေဆိုလို့ရှင်လည်းလေ့လာထားပေါ့နော်အသက်နိုင်ဆုံးကိုယ့်ဘက်ကနေပြီးတော့ပြင်ဆင်ဆရာရှိတာတွေကိုအားလုံးပြင်ဆင်ထားပေါ့နော်အဲ့ဒါမှကိုနဲ့သူများနဲ့ပြိုင်တဲ့ခါကြလို့ရှင်ရှောက်တဲ့လူတွေများတယ်လေဆိုတဲ့ခါကျတော့ကိုနဲ့သူများနဲ့ရှင်တဲ့အခါကြလို့ရှင်ကိုပို့ပြီးတော့ scholarship ပေးမယ် chance ကများမှာပေါ့နော်ဆိုတဲ့ခါကျတော့ HSK ဖုန်းနဲ့ရလာဆိုပြီးတော့လာမေးတဲ့မောင်လေးညီမလေးတွေကိုပြောချင်တာကတော့ဖုန်းနဲ့ရတော့တိတ်ပြီးတော့ scholarship ရဖို့ chance နေပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အနည်းဆုံး5အထိတော့ရအောင်လုပ်ထားကြပါလို့ပြောချင်ပါတယ်အားလုံးအဆင်ပြေကြပါစေအားလုံးပဲတတ